အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Gen 17 YouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကိုရီမန် event ကနေပြီးတော့ Ruby ရဲ့ skin နှစ်ကောင်တွေကတစ်ကောင်ကို point 1800ပြည့်တာနဲ့လဲယူလို့ရမှာဆိုတော့ point ဘယ်လောက်ထိရပြီးကြပြီလဲဗျဒီဗီဒီယိုကနေပြီးတော့ကိုရီမန်အကြောင်းအသေးစိတ်နဲ့ Ruby ရဲ့အသစ်ထွက် skin နှစ်ကောင်လုံးရဲ့အမိုက်စား gameplay ကို share လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ Ruby ရဲ့ skin နှစ်ကောင်လုံးကိုကျွန်တော်နဲ့အတူတူဘယ်လောက်ထိလှလဲဆိုတာကြည့်လိုက်ကြရအောင်Neo Ace Game မှာတော့ Ruby ကလမ်းသေးဆန်ဆန်ထိုင်နေရာကနေပြီးတော့ Crack ရဲ့ Spa ကိုသူ့ရဲ့လက်နဲ့အဖြစ်အသုံးပြုပြီးအရှိန်ပြင်းပြင်းရိုက်ချလိုက်တာမို့ကြည့်ကောင်းတယ်။ Crescent Davis Game မှာတော့ Ruby ကလက်လေးတစ်ချက်တိုးလိုက်တာနဲ့လာချမ်းလေးနဲ့အတူ Star လေးပေါ်လာတယ်။ပေါ်လာတဲ့ Star လေးကိုဆွဲလဲလိုက်ပြီးလားပြေဝင်ကြီးထဲမှာသူ့ရဲ့လက်နဲ့အတူပေါ်ထွက်လာတယ်။ထူးခြားတာကလက်နဲ့မှာ Golden Man တစ်စိတ်လာချမ်းအမှတ်သားလေးပါဝင်နေခြင်းမှာကိုရီမန်မှာပါနေလဲကိုရီမန်မှာ Tesla Golden Spin ကနေပြီးတော့ Oppo ဖုန်းနဲ့ Ruby skin နှစ်ခုတည်းကတစ်ခုပြင် Diamond နဲ့ skin တွေပါဝယ်လို့ရတဲ့ coin တွေရရှိနိုင်ပါတယ် Ruby Tesla Short ထဲမှာတော့ row အစုံကကိုကြိုက်နှစ်သက်တဲ့ skin တွေဝယ်လို့ရပါမယ်ရွေးစရာ skin စုပေါင်း48 skin ထိဆိုတော့ share ကြီးပါပဲDaily test တွေတေချာလေးလုပ်ပြီးတော့ coin များစုထားဖို့လိုပါတယ်ဒါမှလည်းကိုကြိုက်နှစ်သက်တဲ့ skin ကိုလဲယူလို့ရမှာဖြစ်ပါတယ် Dazzling Golden Book ထဲမှာတော့ Allied Skin Choice ရှိနေပါတယ်ကို့မှာမရှိသေးတဲ့ Allied Skin ကိုပေါင်လေးဖောက်ပြီးတော့ရယူနိုင်မှာဖြစ်ပါတယ် Team Gallery မှာကိုတငယ်ချင်း9ယောက်စုပြီးတော့ team လောက်ရပါမယ်ပြီးတော့ coin စုပေါင်း290ရတာနဲ့ free ticket 10ကတ်ထိရပါမယ်အဲ့ဒီ10ကတ်ကလည်း Selena ရဲ့ Zenith Skin လာတဲ့ချိန်မှာလှည့်လို့ရမှာဖြစ်ပါတယ်Cover Prem မှာတော့ကိုတငယ်ချင်းတွေကို game ပြန်ဆော့ဖို့ invite လုပ်ရပါမယ်100ရာခိုင်နှုန်းပြည့်ပြီဆိုရင်တော့သူတို့ပေးထားတဲ့ Roger Hanabi ချန်ငယ်လူးနော် epic skin တွေကိုအလကားရရှိမှာဖြစ်ပါတယ်ဒါကလည်း100ရာခိုင်နှုန်းပြည့်မှာအလကားရမှာဖြစ်ပါတယ်ခုကျွန်တော် share လုပ်ပေးသွားတာတွေကတော့လက်ရှိလာနေစေ event ကာလကြံနေသေးတဲ့အချိန်တွေဖြစ်ပါတယ်ထပ်ပြီးတော့ Golden Man မှာ epic skin တွေကြံတာတွေရနိုင်တဲ့ event တွေရှိနေပါသေးတယ်အဲ့တော့ login လေးဝင်ပြီးပုံမှန်လေးဆော့တာနဲ့စိတ်မသုံးရဘဲနဲ့ epic skin တွေ elite skin တွေ special skin တွေရဖို့အများကြီးရှိနေပါသေးတယ်ဒီ Golden Event မှာရစရာတွေကတော့အများကြီးကန်ကောင်းပြီးတော့ Oppo ဖုန်းနဲ့ပေါက်နိုင်တယ်အဲ့ဒါအပြင်စိန်တွေလည်းရနိုင်နေတာဆိုတော့ဒီလေး login ဝင် coin လေးတွေတေချာစု key လေးတွေတေချာစုပြီးတော့ကြတော့အားလုံးပဲကန်ထူးကြတဲ့သူတွေဖြစ်ကြစေလိုပါတယ်ကျွန်တော်အနေနဲ့ Ruby skin နှစ်ကောင်တွေကဘယ် skin ကိုယူမလဲဆိုတော့ Ruby ရဲ့ Crescent Davis skin ကိုပဲယူမိမှာပါဘာလို့လဲဆိုတော့ Golden အမှတ်သားတစ်စိတ်တွေပါဝင်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်Ruby ရဲ့ skin နှစ်ကောင်လုံးနဲ့ဘလိုတွေကြောက်ထားပြီးတော့ဘလိုတွေကျန်းထားလဲဆိုတဲ့ gameplay ပါ share ထပ်ပြီးတော့လုပ်ပေးလိုက်ပါတယ်အားလုံးပဲဘေးကင်းကျန်းမာပြီးတော့ကန်ထူးကန်ကောင်းသောနေလေးပိုင်ဆိုင်ရရှိနိုင်ကြပါစေSweet and shake the
去。